ကျော်အဆောက်အဦကလာမိုင်းစတဲ့ပုံချတာဟဲ့ငါမပဲအခါနေရတာမီဘောလုံးတာယောကအဲ့လိုပူနေဟဲ့ချလာဆိုင်တော့ချလာလည်းတော့တော့တာပါဆိုရဟ
မင်းကဒီစက်ရုံဧရိယာကိုယ်လုံးကမင်းနေထိုင်လို့ရတယ်ဟဲ့ပြောတော့အဲ့ဒါချုပ်ပေးတာဆိုင်ရတဲ့အဲ့ဒါချုပ်ပေးတာငါမင်းမပြောနိုင်ဘူးဆက်ပေးကြဒဲမျိုးကညစ်တာညစ်တာဒဲမျိုးကညစ်တာလုံးဝသံလို့နေတယ်နောက်ကချိန်ပိုင်းရောက်သားသုံးချက်လောက်ဆင်းရိုက်သားဝေရဖို့ပေါ့ဒီတော့မာကြောနေကြိုက်တောင်းလို့ပြရပြပြကြိုက်နာနာရိုက်အားထိုက်ပြတယ်ဒီကောင်ပါလားတရေကရိုက်နာရိုက်လက်နဲ့တော့ရိုက်တာဟဲ့မင်းကောင်းကောင်းပြောမလားရအပြောမှထပ်တော့အချက်သုံးတယ်လို့ကြည့်လိုက်မေးတာကောင်းပြောမလားမင်းလူကမင်းနဲ့မင်းလူလဲရအဲလိန်ညာအာကနေမီးဟုံးလာတယ်ဘာလို့မင်းနဲ့ဘူးလဲလမိုင်းလမိုင်းအဲမင်းတို့ကတော့မိုက်တယ်ကူလည်းမိုက်တယ်မင်းတော့ရိုက်ထားအောင်ပါနော်ကဲချိုးမဲ့ဆွတ်ထူစားဆွတ်ထူစားဆွတ်ထူစားဆရာလည်းကောင်းလို့စကားပြောနေအောင်ဆွတ်ထူစားဆွတ်ထူလိုက်ဆွတ်ထူလိုက်ဆွတ်ထူလိုက်အေးစေးတော့ငါတို့မနှိမ့်စိတ်ချင်ဘူးနော်အေးစေးပြောမလားရောက်အေးစေးပြောမလားအခါလေးပြီးဟုတ်တာတော့ဒီလိုလိုဝေရဲပြီးလို့ဘူးလေအေးစိတ်ပြောမလားမေးလားအေးစိတ်ပြောမလားလို့မေးနေတယ်အဲနောက်မှမေးတော့ကိုရှိလားဟုတ်မင်းနောက်မှမေးတော့ကိုရှိလားမေးဆရာကြီးရှိလားလို့မေးနေတာမာကြီးတော့မေးကွင်းမဲ့ကိုမေးကြော်လို့ရဟဲ့ရမနေ့ကနေ့ကလည်းပြီးတော့မြတ်မှာပါသားရရမသေးတော့မယ်အဲမေးဟုတ်ပြီတဲ့ဒါတွေတော့ထားလိုက်တော့မင်းဒီမှာဒီစက်ရုံတွေမှာနေတာမင်းသဘောနဲ့မင်းနေတာလားသူများကမင်းကိုဒီမှာဟလားဟိုအဆောက်အအုံပြည့်နေမင်းကိုထားတာမှန်ပြောအာခိုင်မိလိန်ညာတော့မိဘာလဲဟမ်ဒီဝါရတာလေလို့မေးနေတယ်အေးပြောနိုင်တယ်တော့အချုပ်ချဆက်တဲ့ကုန်ပြတ်လွတ်လွတ်လပ်လပ်ပြောနိုင်ပြီဒီလိုဆိုပြီးလေဒီလိုဘူးရမဆိုင်အပွင့်ပေးတယ်ဘာလို့ဆောင်းအဲ့ဒါနဲ့ခေါ်ရတဲ့လားဆန္ဒနဲ့ဆောင်းရောက်ရတဲ့ကောင်တဲ့လားဆန္ဒနဲ့လုပ်တယ်ဟုတ်ပါရဲ့ဟုတ်ကဲ့ဟောတော့ခေါင်းတော့ဟိုပါပြန်အဲ့လိုလုပ်ပြီးမှလေဟိုနောက်လူကြောလုပ်နေတယ်မင်းသဘောနဲ့မင်းနေတာလားသူတို့ကသူကဘဲကောင်းနေတယ်လေးရှိတယ်ပြောကြတယ်နောက်ကအော်လာမင်းကိုကလေးလေးရှိတယ်ခိုင်းနေတာလားကလေးလေးရှိတယ်ပြီးမှာဝါကလေးရှိတယ်ခိုင်းနေတာကဝင်မခိုင်းနေတာ စိုးလာတာ